အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Storybook YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့အောက်လန်အပိုင်း2ဖြစ်ပါတယ်ခင်ဗျာအစဉ်သင့်ဖြစ်ပြီဆိုရင်စလိုက်ကြရအောင်ဗျကန်ဤလန်းစဉ်ကုမ္ပဏီယူရာအစွန်ရှိဦးအောင်ဤတက်လုံးအိမ်လေးထဲတွင်ဖြစ်ပြီးနှစ်အားလျှော်စွာထင်ခုနှစ်မြက်အကြာခဲ့ပြီအချိန်အားဖြင့်ညီကိုမတိသည့်အချိန်တွင်ကုမ္ပဏီယူရာအစွန်ရှိဦးအောင်ဤအိမ်ကလေးမှာရွာအတွင်းရှိအိမ်မြချက်ပို၍တိတ်ဆိတ်ငိမ်သက်နေသည်အိမ်ရှိကွက်ပစ်တွင်အသက်9နှစ်အရွယ်ထူးမြတ်တစ်ယောက်ထဲထိုင်နေသည်သူကတခြားကလေးတွေလိုရွှွန်ရုပ်လို့မစော်ပဲမြေကြီးပေါ်တွင်တုတ်ချောင်းတစ်ချောင်းထင်ထူးဆန်းသောအခရာပုံစံများကိုရေးဆွဲနေသည်ဦးအောင်ကအိမ်ထဲမှထွက်လာရင်ဒါထူးမြတ်တော်တော့ကွာမောင်းပြီအိမ်ထဲဝင်ခဲ့တော့ထူးမြတ်ကမောင်းမကြည့်ပဲမြေပြင်ကအခရာတွေကိုစိုက်ကြည့်နေစေပဲထို့နောက်တပါးတဲ့ဖခင်ဖြစ်သူဦးအောင်ကိုစကားဆိုလိုက်သည်အဘေဟိုဘတ်အင်ကဒေါ်လေးမြိုင်နေမကောင်းဘူးနော်သူ့အနောက်မှာအမဲရောင်အရေးကြီးကနေတာတညင်နေရတယ်ဦးအောင်ရင်နေထိတ်ခနဲဖြစ်သွားသည်ဒေါ်လေးမြိုင်နေမကောင်းတာဟုတ်တော်တဲ့အမဲရောင်အရေးဆိုသည်မှာတာမန်ကလေးတယောက်မမြင်နိုင်တော့အရာပင်ဖြစ်သည်ဒေါ်လေးမြိုင်ဤအိမ်ရှိတွင်ဖြစ်သည်အချိန်အားဖြင့်ညဦးပိုင်းအချိန်ပင်ဖြစ်သည်ရွာသားအချို့နှင့်ဦးအောင်တို့သားအဖမှလည်းဒေါ်လေးမြိုင်အိမ်သို့ရောက်လာကြသည်အကြောင်းမှာတော့ဒေါ်လေးမြိုင်မှာအိယာတွင်သက်ဆက်တုံးကပါဇက်မှာလည်းပတ်ဝန်းကျင်မှာလူများပင်မကားဝိမနာတာစကားများကိုပင်အော်ဟစ်ဆဲဆိုနေကြောင်းဖြစ်သည်ထိုအချိန်တွင်ရွာမှကာလသားများမှာအဝိုင်း၍တားတော်လဲဒေါ်လေးမြိုင်၏အတန်မှာပို၍ပင်ကျဲလောင်းလာသည်ထိုအခါရွာတကြီးဦးလူမောင်းမှာဒါကတာမန်တော့မဟုတ်တော့ဘူးငါအထင်တခုခုအပြူစားခံထားတာပဲဖြစ်မယ်ထိုအချိန်တွင်ရွာသားများစိုးရိမ်နေစဉ်လူအုပ်ထဲက9နှစ်အရွယ်ထူးမြတ်တိုးထွက်လာသည်လူကြီးများကကလေးမှုဖယ်ခိုင်းတော်လဲထူးမြတ်၏မျက်လုံးများကတီငိမ်လွန်သဖြင့်အားလုံးငြိမ်ကျသွားသည်အချိန်အားဖြင့်ညလဲသူရောက်ရှိလာလေသည်ထူးမြတ်သည်ဒေါ်လေးမြိုင်၏ခြေရင်းတန်ရပ်လိုက်သည်သူကအိတ်ကက်ထဲမှရှေးဟောင်းခြေပြားလေးတစ်ခုကိုထုတ်လိုက်သည်ထို့နောက်နှုတ်ခမ်းများကတိုးညင်းစွာလှုပ်ရှားလာသည်9နှစ်အရွယ်ကလေးတစ်ယောက်မရွတ်ဆိုနိုင်သောရှေးဟောင်းပါဠိနှင့်မန်တန်တန်များပင်ဖြစ်သည်ထူးမြတ်မှာဒေါ်လေးမြိုင်၏လယ်ပင်ကိုရစ်ပတ်ထားသောအနက်ရောင်ကြော့ကွင်းတစ်ခုကိုငင်းနေရသည်ထိုကြော့ကွင်းကအပြင်ဘက်မှအောက်လန်းစရာတူ၏ပြူစားမှုဖြစ်သည်ထိုအခါထူးမြတ်မှာလေတံမမထီလွတ်လိုက်စမ်းငါရှိမှဒီလိုအညစ်အကြေးတွေလာမလုံးနဲ့ဟူဆိုကထူးမြတ်ကကြေးပြားလေးကိုဒေါ်လေးမြိုင်၏နှဖောင်းပေါ်တင်လိုက်ရာtứcဖြစ်ဖြစ်နှင့်မီးပွင့်ထမ်းများထွက်ပေါ်လာသည်ဒေါ်လေးမြိုင်၏ခန္ဓာကိုယ်မှအမဲရောင်ငွေ့များလွင့်ထွက်သွားသည်ဒေါ်လေးမြိုင်သည်တပ်ပင်အရှိကြီးချသည်ညီကျသွားကအိပ်ပျောက်သွားတော်သည်အချိန်အားဖြင့်ညနှစ်ပိုင်းသို့ရောက်ရှိလာလေပြီဦးအောင်မှာထူးမြတ်၏လက်ကိုဆွေးပြီးဒေါ်လေးမြိုင်၏အိမ်ပေါ်မှခက်မြတ်မြတ်မြင်းစင်းကအိမ်ကိုအမြန်ပြလာသည်သူရင်ထဲတွင်ကြောက်စိတ်နှင့်အံ့ဩစိတ်တို့တွင်တွဲနေသည်ဦးအောင်မှာတားဖြစ်သူထူးမြတ်ကိုအိမ်အပြန်လမ်းမှာတွင်ချက်ချင်းမေးလိုက်တော်သည်ဒါမင်းဓာရီကိုဘလို့တက်တာလဲဘသူတင်ပေးတာလဲထိုအခါထူးမြတ်မှာဘသူမှမတင်ပေးဘူးပဲကျုပ်လဲစိတ်ထဲကသူ့လိုသိနေတာဟိုအရင်ကတည်းကကျုပ်ဓာရီကိုလုတ်ခဲ့ဘူးသလိုပဲကျုပ်ကလူတွေကိုကူညီချင်းယုံတယ်မှာပဲဦးအောင်သည်တားဖြစ်သူ၏မျက်နှာကိုကြည်ရင်မင်းနှင်းသေးဆုံးခဲ့သည့်ညကလာပြေဝင်းကြီးကိုတတိယသွားသည်သူသားသည်ရိုးရိုးသားကလေးတယောက်မဟုတ်ပဲအတိတ်ကပါရမီရှင်တူပြန်လည်မွေးဖွားလာတာကြောင့်သူသဘောပေါက်ကြပြူလာသည်ရွာအပြင်ဘက်မှာတင်းကြံကွင်းတွင်ရှိဇေယျလေးပေါ်မှာဖြစ်သည်အောက်လန်းစရာတူသည်သူ၏ပြုစားမှုပြက်ပြဲသွားသဖြင့်ရင်ထဲမှာထံပူရည်မြန်းမျိုးချလိုက်တဲ့သူအလွန်မြင်ပူလောင်လာ၏ပါဇက်မှအသွေးများအန်ထွက်လာသည်ထိုအောက်လန်းစရာကရွာဘက်ကိုလှည့်ကြည့်ရင်ယခုလိုပင်ဒေါသတကြီးနှင့်စကားဆိုလိုက်လေတော့သည်ငါအတက်ကိုဖြတ်တဲ့သူကဘသူလဲမင်းကိုငါရှားရတော့မှာပေါ့ဟုတ်ကဲ့ပါယနေ့မှကျွန်တော်ခင်ဗျားတို့ကိုတင်ဆက်ပေးသွားတာကတော့အောက်လန်းအပိုင်းနှစ်ထပါတယ်ယခုဇာတ်လမ်းလေးကိုနားဆင်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ဖြင့်နောက်နေ့တွေမှာလည်းကျွန်တော် YouTube Channel လေးကိုလာရောက်နားဆင်အားပေးနိုင်ပါကြောင်းတပါးတည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံး